မင်္ဂလာပါ Telegram ကုတ်မကြတဲ့ပြဿနာဒုတိယဖြည့်ရှင်းနည်းဖြစ်တဲ့ report တင်ပြီးတော့ဖြည့်ရှင်းနည်းကိုဒီနေ့ဗီဒီယိုမှာပြောပြမှာဖြစ်ပါတယ်။အဲ့တော့စိတ်ဝင်စားတဲ့ဆိုရင်အစနဲ့ဆုံးထိကြည့်ရှုပြီးတောင်းဆိုပါရစေ။ဘာဖြစ်လို့လဲဆိုတော့ Telegram ကုတ်မကြတဲ့ error တွေတော်တော်များများဖြစ်နေလို့ပါ။အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင်။ပထမဆုံးအနေနဲ့ပြောချင်တာက report တင်တာကကျွန်တော်အခုဖွင့်ပေးတဲ့ Telegram တွေက report တစ်ခုမှမတင်အောင်ဆိုတော့တကယ် report တင်ဒီလိုပုံစံမျိုးလုပ်အောင်ပေါ့နော်။အဲ့တော့တကယ် report တင်တဲ့အလုံးတွေကျွန်တော်လုပ်ပြတာမရှိဘူးဖြစ်နေတော့ကျွန်တော်လည်းဘလို့မှဒီအဆုံးထိတင်ပြလို့မရဘူးเนาะအဲ့တော့ကျွန်တော် Chrome browser တွေကိုသွားမယ် Chrome browser ကိုသွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာကုတ်မကြောက်ဆိုပြောတာเนาะကုတ်မကြောက်ဆိုရင် report တင်ရမှာဆိုတော့ဒီပုံစံနဲ့ပဲဖြစ်မှာပေါ့เนาะအဲ့တော့အဲ့မှာ Telegram report ဆိုပြီးတော့မှ search bar မှာရလိုက်ပေါ့เนาะ search bar မှာ Telegram report ဆိုပြီးအခုပြနေတဲ့အတိုင်းပဲရေးလိုက်ပါကျွန်တော်တင်တဲ့အလုံးတွေကျွန်တော်ဖွင့်ပေးတဲ့လုံးတွေကအဲ့လို error မရှိဘူးဆိုတော့ပြောရခက်နေတယ်ပေါ့အားကြောင့်မို့ကျွန်တော်ကဒီဗီဒီယိုလေးပြန်လုပ်ပေးတာထပ်လုပ်ပေးတာเนาะအဆုံးထိတော့တင်ပေးလို့မရဘူးဒါမဲ့ဟိုဘယ်လိုပြောမလဲဒီနည်းနဲ့ပဲလုပ်ပြီးတော့မှ submit လုပ်မယ်ဒီနည်းနဲ့ပဲလုပ်မယ်ပြီးသွားရင်ကျွန်တော်ခဏဆောက်ပြီးတော့မှကိုယ့်ရဲ့ Telegram ကိုပြန်ပြီးတော့မှဖွင့်မယ်ပေါ့เนาะအဲ့လိုရပါတယ်ပေါ့เนาะအဲ့တော့အခုလိုတွေ့ရပါမယ်တွေ့ရင်ကျွန်တော်တို့ကဒီမှာအပေါ်ဆုံးအကွက်မှာပေါ့เนาะဒီကျွန်တော်တို့ဘာပြဿနာဖြစ်တာလဲဆိုတော့အကြောင်းအရာအပြည့်စုံကိုကျွန်တော်တို့အဲ့အကွက်မှာဖြည့်ပါမယ်စာဖြည့်ပါမယ်ပေါ့เนาะဗမာလိုမရဘူးအင်္ဂလိပ်လိုဖြည့်ရမယ်ဗမာလိုသူတို့နားလည်မှာမဟုတ်ဘူးเนาะโอเคအဲ့အကွက်ထဲမှာကျွန်တော်တို့ဖြစ်နေတဲ့ဟာကိုရေးမယ်ပြီးဒုတိယအကွက်ထဲမှာကကိုယ့်ရဲ့ဒီ Telegram ဖွင့်ထားတဲ့နာမည်အပြည့်စုံရေးမယ်တတိယအကွက်မှာကျတော့ကျွန်တော်တို့ Telegram နဲ့ချိတ်ထားတဲ့ဒါမှမဟုတ်လဲ Telegram နဲ့ပြန်ချိတ်မဲ့ပြန်ဖွင့်မဲ့ Gmail ပြန်ထည့်ရမယ်အောက်မှာကျတော့ကျွန်တော် Telegram ဖွင့်မဲ့ဖုန်းနံပါတ်ကိုသေချာမှန်အောင်ထည့်ရပါမယ်ပြီးသွားရင်ကျွန်တော် submit နေပြီးတော့မှကျွန်တော်တို့ report တင်တာပြီးဆုံးပါပြီပေါ့နော်အရင်မခက်ခဲပါဘူးလွယ်ပါတယ်အဲ့တော့ report တင်မဲ့စာကိုတော့ကျွန်တော်ရေးထားတာရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုရဲ့ description အောက်မှာကျွန်တော် link ချ description အောက်မှာကျွန်တော်ရေးပေးရမယ် copy ကူးကိုယ့်ဘက်ကို copy paste ချပြီးတော့မှကျွန်တော်တို့ဒီ report တင်လိုက်ပါတော့အဲ့တော့ကိုယ့်ဘက်ကိုရေးတက်တဲ့ဆိုရင်လည်းရေးပါတော့မရေးတက်ဘူးဆိုရင်လည်းအခုကျွန်တော်ပြထားတဲ့အတိုင်းပဲအဲ့စာလေးတွေကိုတေချာ copy ကူးပြီးတော့မှပတ်ချပြီးတော့မှကျွန်တော်တို့ဒီ report တင်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော်ပြပေးလိုက်မယ်ပေါ့နော်ပြီးအဲ့မှာကျွန်တော်ပြင်ရမယ့်ဟာတွေရှိပါเนาะအဲ့မှာ country code နဲ့ကျွန်တော်တို့ဖုန်းနံပါတ်ကိုတေချာမှအောင်ပြည့်ပေးပါအဲ့အကွက်ထဲမှာလည်းဖုန်းနံပါတ်ဖြည့်ပေးပါမယ်ပြီးတော့စာအုပ်ကျတော့ကျွန်တော်ဒီဗီဒီယိုရဲ့ description မှာကျွန်တော်ချပေးထားမယ်ပေါ့နော်ကိုယ့်ရဲ့ copy ကူးပြီးတော့မှအဲ့မှာသွားပြီးတော့ဖြည့်လိုက်ပေါ့နော်ပြီးကျွန်တော်တို့ plus 95ခံမှန်းပြီးကိုယ့်ဖုန်းနံပါတ်ကိုမှန်ကန်စွာဖြည့်မယ်ပေါ့နော်ကွင်းစာကွင်းပိတ်လေးနဲ့မှန်ကန်စွာဖြည့်ပေးပါအရေးကြီးပါတယ်ပြီးကျွန်တော် submit လုပ်ပြီးသွားရင်ကိုမေးတဲ့ကိုသူကကုတ်နံပါတ်ပို့ပြီးဆိုတော့ねကျွန်တော်တို့အဲ့ဒီကုတ်ကိုတေချာလေး Telegram မှာပြန်ပို့ဖို့လိုရပါတော့เนาะemail နေရာမှာကိုယ့်ရဲ့ Gmail အကောင့်ကိုတေချာလေးထည့်ဖို့လိုပါတယ်ဖုန်းနံပါတ်ကိုလည်းတေချာမှန်အောင်ထည့်ပါပြီးကျွန်တော် submit လုပ်လိုက်ပါပြီးသွားဆိုရင်ကျွန်တော်ရပြီပေါ့နော်ပြီးသွားရင်ကျွန်တော်တို့စောက်ပြီးတော့မှ Gmail တွေကိုပြန်ပို့ပြီးဆိုတော့ねကျွန်တော်တို့သူ report တင်ပြီးဆုံးပြီပေါ့နော်အဲ့ဒီစာလေးကိုကျွန်တော် translate နဲ့ပြန်ပြီးသွားရင်ကျွန်တော်တို့ Telegram အကောင့်ကိုပြန်ပြီးဖွင့်ပြီးတော့ကျွန်တော်ကုတ်မရတဲ့ပြဿနာဖြေရှင်းပြီးသားဖြစ်တာပေါ့နော်โอเคဒီဗီဒီယိုတော့ဒီလောက်ပါပဲကဲအခုကြည့်နေတဲ့သူကဒီ Telegram ဒီကုတ်ပြဿနာဖြစ်နေတယ် Telegram ကုတ်မကြောက်ဖြစ်နေတယ် report တင်တာအဆင်ပြေလားမပြေလားပြီးအောက်မှာ comment မှတ်ပြီးတော့ပြန်ဖြေပေးပါပြန်ပြောပေးပါကျွန်တော်နားလည်တော့ပြန်ပြောပေးပါမယ်ဗျကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုဆက်တွေ့တော့ပေါ့